အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မတနေ့ကိုထိုင်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေအတွက်တင်မဆုံးအောက်ပိုင်းနဲ့ပေါင်းအရှိဘက်ကအကျော်တွေကိုဆွဲဆန်းစီပြီးရင်ပတ်လေးကိုဖွင့်စီမယ်ယောဂလေ့ကျင့်တဲ့လေးနဲ့ကိုညဝေပြီးတော့မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျမတို့လိုလန့်လေးကိုစတင်မယ်လိုလန့်ကိုစတင်တဲ့အခါမှာတောင်းတော့၎င်းဒီဘက်တော့၎င်းကျမတို့အဲ့ကနေပြီးတော့စတင်ရပါတယ်ဆိုတော့ဒီနေ့ကျမဒီဘက်တော့ကနေပြီးတော့စတင်တဲ့အကွက်ကလေးကိုညဝေပြီးတော့မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျမတို့ဒီဘက်တော့အနည်းစကစားလေးနဲ့နေလိုက်ကြရအောင်အသက်ရှူသွင်းရင်းနဲ့ဘေးချီလေးကိုအရှိကလက်နှစ်ဖက်ဂျာရီကိုယူသွားပြီးမယ်နောက်ကခြေပြားလေးချမယ်ဘေးတူးလေးကခြေချင်းဝိရဲ့အပေါ်မှာရှိနေရမယ်ခါးလေးကိုမမတ်ထားမယ်ကိုခါအောက်ပိုင်းကိုမနာကျင်စေဖို့အတွက်ကျမတို့1 bite ကလေးကိုအနေနဲ့ညှစ်ထားပေးရမယ်ဒီနေထားလေးနဲ့နေနိုင်မယ်ကျို့ဆိုလို့ရှိရင်ဒီမှာပေါင် joint တွေကအရင်တင်းနေရဆိုတဲ့အတွက်အောက်ကိုကိုယ့်ရဲ့တင်မကိုမချနိုင်နေဆိုတဲ့အတွက်ဒီမှာကျမတို့ block လေးတစ်ခုကိုယ့်ရဲ့ခါအောက်တက်ပြီးနားလေးမှာထားပေးမယ်ယူမကလေးဖွင့်မယ်အပေါ်ကိုကြည့်မယ်ဒီမှာလေးရအောင်ချမယ်အဲ့ထမှာရတဲ့သူက block ကိုမလိုအပ်ဘူးဒါကိုကလေးကြည့်ယူမရှိမှထားမယ်ပခုံးလေးကိုအနောက်ကိုပို့မယ်ယူမကလေးဖွင့်မယ်အပေါ်ကိုကြည့်မယ်ဒီလိုနေထားလေးနဲ့ရှူသွင်းရှူထုတ်5 counts နေပြီးမယ်အဲ့ထမှာတက်ပြီးတော့ရတဲ့သူကကျွန်တော်တို့အသက်ရှူသွင်းလက်နှစ်ဖက်ကိုပုံမှန်တင်သွားမယ်ရှူထုတ်ပြီးယူမကလေးဖွင့်ဒီမလေးကိုဖိချနောက်ကိုတာလေးလေးချဒီနေ့ချက်ကိုကြည့်ထားပြီဒီပုံစံလေးနဲ့ရှူသွင်းရှူတော့5 counts တင်ထားပြီမယ်ရှူသွင်းပြီးတော့စံတာကိုပြန်လာမယ်အခုရှူထုတ်ရင်းနဲ့ကျမတို့ countables half split ကလေးသွားမယ် half split မှာအနောက်က2ကိုယ့်ရဲ့ hip အောက်မှာရှိရမယ် hip က square ဖြစ်ရမယ်အရှိကဘေးချတော့2ကအဖြောင်လေးရှိရမယ်ခြေပြားလေးကိုကော်ယူထားပြီးကိုယ့်ဘက်ကိုခြေချောင်းလေးကမျက်နှာချက်ဘက်ကိုမျက်နှာမူထားတာ hip square ဆိုဒီလိုနေထားလေးဖြစ်သွားပြီဟုတ်ပြီဒီလိုနေထားလေးမှာကိုကလက်ကိုကျန်းမြင့်မှုမချနိုင်ဘူးကြောကုန်းဆက်မထုတ်နိုင်သေးဘူးဆိုလို့ရှိရင်block လေးတစ်ခုကိုရဲ့ခြေထောက်တစ်ဖက်တစ်ချက်မှာထားဒီတိုင်းနေပြီကြောလေးကိုစမ်းထုတ်မယ်ဝမ်းဘတ်ကြောလေးတွေကိုစမ်းထုတ်မယ်ကြောလေးဒီလိုခုံခုံမတွားဘူးကြောလေးကိုစမ်းထုတ်မယ်အဲ့ဒီမှာရတဲ့သူကကျန်ပြီးတော့မှာလောပါလေးချကိုတထောင်လေးချကြောလေးကိုစမ်းထုတ်ဒီပုံစံတိုင်းလေးကျမတို့5 counts နေပြီမယ်ဆိုတော့ကျမတို့ဒါဘယ်ဘက်တစ်ချမ်းပေါ့နော်ညာဘက်တစ်ချမ်းကိုလည်းအဲ့ဒီတိုင်းပဲ low length half split အနည်းဆုံးရှူသွင်းရှူထုတ်5 counts ကလေးနေထားပြီးတော့ပုံမှန်လေးလေ့ကျင့်ပေးပါအားလုံးလည်းကျန်းမာကြပါစေ